Okay အဲ့ဒါဆိုလို့ရှိရင် Vera တို့အနေနဲ့ unit 18ဒီမှာလဲ present perfect ပဲ How long have you ဒီမှာတော့ကြာချိန်ကိုမေးမှာကြာချိန်ကိုမေးမှာပေါ့နော် present perfect ကိုတုံးပြီးတော့ Helen is on holiday in Ireland Helen က Ireland မှာအလည်ခီးထွက်နေတယ် She is there now သူအခုအဲ့ဒီမှာ She arrived in Ireland on Monday သူဘယ်နေ့ရောက်တာလဲတနင်္လာနေ့က Today is Thursday ဒီနေ့ကကြာတာပတိနေ့ဆိုတော့ How long has she been in Ireland Ireland မှာသူရောက်နေတာဘယ်လောက်ကြာပြီလဲကြာချိန်ကိုမေးပါဆိုတော့ How long ဘယ်လောက်ကြာကြာ She has been in Ireland since Monday for 3 days အဲ့ဒီမှာ present perfect ကိုတုံးပြီးတော့ကြာချိန်ကိုမေးတဲ့အခါပြန်ဖြေလို့ရတာနှစ်ခုရှိတယ် since နဲ့စတင်တဲ့အချိန်နဲ့တွဲတုံးမယ် for နဲ့ကြာချိန်နဲ့တွဲတုံးမယ် present perfect နဲ့ပြန်ဖြေပေးရမယ်ပေါ့နော် Okay အဲ့ဒါဆိုလို့ရှိရင်တစ်ချက်လောက်ကြည့်ကြည့်အောင် is နဲ့ has been နဲ့ကို She is in Ireland now ဆိုရင် is က present အခုလက်ရှိရှိနေတဲ့နေရာကိုဖော်ပြတယ် has been ကကြအတိတ်တချိန်ကနေစလာခဲ့မယ်အခုချိန်ထိပေါ့နော် She has been in Ireland since Monday သူဒီမှာရောက်နေတာတနင်္လာနေ့ကတည်းကပါသူဒီမှာရောက်နေတာ3ရက်ကြာပါပြီပေါ့ since ကိုစတင်တဲ့ချိန်နဲ့တွေ့တော့မယ် for ကိုကြာချိန်နဲ့တွေ့တော့မယ် present simple နဲ့ present perfect simple ကိုလေ့လာကြမယ် Dan and Kate are married Dan and Kate နဲ့ကလက်ထပ်ထားကြပါတယ်အဲ့ဒါကဒီတိုင်းလက်ထပ်ထားကြတယ်အမှန်တရားကိုပြောပြတာ They have been married for 5 years သူတို့လက်ထပ်ထားတာ9နှစ်ကြာပါပြီကြာချိန်ကိုပြောချင်ရင် present perfect ကိုတုံးပြီးပြောတယ် Are you married လက်ထပ်ထားပြီးပြီလားလက်ထပ်ထားတာလား How long have you been married လက်ထပ်ထားတာဘယ်လောက်ကြာပြီလဲ Do you know Lisa Lisa ကိုတိလား How long have you known her Lisa ကိုတိတာ Lisa နဲ့တိတာဘယ်လောက်ကြာပြီလဲ I know Lisa Lisa ကိုတိတယ် I have known her for a long time အချိန်တော်တော်လေးကြာပါပြီ Vicky lives in London Vicky London မှာနေတယ် How long has she lived in London သူ London မှာနေတာဘယ်လောက်ကြာပြီလဲ She has lived there all her life တဘွားလုံးပေါ့ I have a car ငါမှာကားတစ်စီးရှိတယ် How long have you had your car ကားရှိတာဘယ်လောက်ကြာပြီလဲ I have had it since April ကတည်းကပါတဲ့အဲ့တော့ present continuous နဲ့ present perfect continuous ကိုလည်းကြည့်ကြည့်မယ် present perfect continuous ဖြစ်ဖြစ် present perfect simple ဖြစ်ဖြစ်နှစ်ခုလုံးနဲ့ကြာချိန်ကိုပြောလို့ရတယ် present perfect simple ရော present perfect continuous ရောနှစ်ခုလုံးနဲ့ကြာချိန်ကိုပြောလို့ရတယ်ပုံမှန်အားဖြင့်တော့ဒီ present perfect continuous ကိုတုံးပြီးပြောတာတော့ပို့ပြီးတော့များတယ်ပေါ့နော်ဒါပေမဲ့နှစ်ခုလုံးတုံးလို့ရတယ် I'm learning German ဂျာမန်လေ့လာနေပါတယ်တဲ့ present continuous ကတော့အခုလက်ရှိအချိန်นี้လက်တလုံးမှာလုပ်နေစေဖြစ်နေစေကိုပြောတယ် How long have you been learning German ဂျာမန်စာလေ့လာနေတာဘယ်လောက်ကြာပြီလဲ present perfect continuous has a plus been plus verb ing David is watching TV David TV ကြည့်နေပါတယ် How long has he been watching TV TV ကြည့်နေတာဘယ်လောက်ကြာပြီလဲ Since 5 o'clock for 2 years since နဲ့စတင်တဲ့အချိန်နဲ့တွဲတုံးတယ် for နဲ့ကြာချိန်ကိုတွဲတုံးတယ် It's raining မိုးရွာနေပါတယ် It's been raining all day အဲ့ဒီမှာတခုရှိရ all နဲ့တုံးလို့ရှင်တွေ့ရရှိမှာကြာချိန်ကိုပြောတာဖြစ်တယ်ဒါပေမဲ့ for ကိုတုံးစရာမလို all နဲ့ဆိုလို့ရှင်တွေ့ရရှိမှာ for ကိုတုံးစရာမလိုဒီတိုင်းတုံးလို့ရတယ်ပေါ့နော် all morning all day တုံးလို့ရတယ် Okay အဲ့ဆိုလို့ရှင်ဒီကမှရမှာက present perfect simple ရော perfect continuous ရောနှစ်ခုလုံးနဲ့ကြာချိန်ကိုဖော်ပြလို့ရတယ်ကြာချိန်ကိုမေးလို့ရတယ်ကြာချိန်ကိုဖြေလို့ရတယ်ဖြေတဲ့အခါမှာ for နဲ့ကြာချိန်ကိုဖြေတယ် since နဲ့စတင်တဲ့ချိန်ကိုဖြည့်တယ် all day တော့ all morning တော့ all နဲ့စထားတဲ့အချိန်တွေဆိုလို့ရှိရင်တော့သူရဲ့အချိန်မှာကြာချိန်ဖြစ်ပေမဲ့ for တုံးစရာမလိုအဲဒါဆိုလို့ရှိရင် present perfect နဲ့ကြာချိန်ကိုမေးချင်လို့ရှိရင် how long WH question what how long ကိုတုံးပေးရတယ်အဲ့ဆိုလို့ရှိရင်ပုံမှန်အတိုင်း exercise တွေလုပ်ရမယ်ပေါ့နော်တကယ်လို့မေးစရာရှိလို့ရှိရင်လည်း comment မှာချိန်ပြီးမေးထားလို့ရပါတယ် answer အဖြေတွေကိုကြတော့ဒီ PDF file ရဲ့နောက်ဆုံးမှာကြည့်လို့ရပါတယ် Vera လေးပဲ video လေးတွေကိုထပ်ပြီးတော့လုပ်သွားပေးဖို့ရှိပါတယ် Thank you for your time and have a good day Thank you